နှစ်ဦးတကူလာပြီကျော်14ရက်နေ့ညနေ6နာရီ15မိနစ်အချိန်ရန်ကုန်တိုင်းဥက္ကလာပမြို့တောင်ပိုင်း9ရပ်ကွက်မန္တလေးမြို့မလွန်ဆန်လူအသင်းကြီးဤဆန်လူအသင်းတောင်မှဆင်ရင်ကျင့်ပါသည်ဆန်လူရေစက်ချညီမူရာခမ်းမဆောင်ကြီးနှခမ်းစာအတွက်လှူဒန်းရာ၌အခမ်းဒါယကအလှရှင်ဦးညွန့်မောင်တော်ညွန့်ရင်သာမောင်ကံမော်မိသားတစုအမှတ်3သစ္စာလမ်း9ရပ်ကွက်တောင်ဥက္ကလာပမြို့ကညီမူရာခမ်းမဆောင်ကြီးအတွက်နှခမ်းစာလှူဒန်းခြင်းစကိုင်းမင်းကုန်းမင်းဝန်တောင်ရိုးကြီး3ခုမှာတောကြောင်တောင်ကြောင်မိအောင်တော်မူကြတဲ့ယဟန်သာမဏေသူတော်သီလရှင်အလူကံပုဂ္ဂိုလ်ပေါင်း9000ကျော်တို့အတွေ့စွမ်းပစ္စည်းဖြင့်မပင်ပန်းပါစေခြင်းအကျိုးငှာစွမ်းစံတော်များရရှိသလောက်ကောက်ခံ၍မိမိတို့ကိုယ်အားဉာဏ်အားရှိသည်များစုဆောင်စုပေါင်း၍ရရှိတဲ့စွမ်းစံတော်များကိုမန္တလေးအသင်းကြီးမှတစ်ဆက်စကိုင်းမင်းကုန်းမင်းဝန်တောင်တန်းကြီး3ခုမှာကြောင်ပေါင်း980ကျော်အလှကံပုဂ္ဂိုလ်ပေါင်း9100ကျော်တို့အားလှူဒန်းသည်မဟာတန္တုလဒါနမဟာသံဃိကရေစက်ချဓမ္မသဘင်၌ဟောကြားအပ်သောဘဝတန်ဖိုးအမိရတဲ့တရားတော်အချိန်အဖြစ်တဏှာဤအတွင်းပြီးအောင်ဟောရမယ်တရားဆိုတော့လူရင်းမိအောင်ဘုန်းကြီးတို့ပါဠိတော်ပေါင်းမြောက်များစွာကိုစီတန်းပြီးတော့ဘုန်းကြီးတို့ပရိသတ်များမှတ်မိလွယ်အောင်ဟောပါဘဝတန်ဖိုးလို့ဒီတရားကိုနာမည်ပေးဘဝတစ်ခုတစ်ခုမှာဘာလဲဘေဥစ္စာဟာတန်ဖိုးလေဘေဥစ္စာဟာအနှစ်သာရလေလူဘဝတစ်ခုရပင်ရရတော်လည်းပဲတကယ်တန်ဖိုးရှိတဲ့လူဘဝကိုငါတို့ရရဲ့လားတန်ဖိုးရှိတဲ့လူဘဝရအောင်ငါတို့ဘာကိုကြိုးစားရမလဲဘာကိုရအောင်ယူရမလဲလူဘဝရဲ့တန်ဖိုးဆိုတာဘာတဲ့လဲဆိုတဲ့သဘောတရားများအသာရိမာရမတိနောသာရိသာသာရတသိနောဒေဝရဏာတိကေသန္တိမိစ္ဆာသင်္ကပ္ပဂောစရာမိစ္ဆာသင်္ကပ္ပဂောစရာမာယွန်းတဲ့အကျံစီလင်ကျေစားရအာယုံရှိ၍နေကြကုန်သောယေနရာချင်းလူယောနတ်ပါသတ္တဝါတို့သည်အသာရိစာနှင့်အဆိုင်အကိုင်မှမရှိတဲ့တရား၌လည်းပဲသာရမတိနောနိသာရာရှိတယ်လို့မှတ်တင်ကြကုန်၏သာရိစာနိသာရရှိတဲ့တရား၌ကအသာရတတိတော့နိသာရမရှိလို့သိမြင်ကြလေကုန်၏ဒေတောနှစ်ကိုအကာအကာကွာနှစ်လို့ပြောင်းပြန်မြင်ကြတဲ့ပုဂ္ဂိုလ်အပေါင်းတို့သည်မိစ္ဆာသင်္ကပ္ပဂောစရာမာယွန်းတဲ့အကြံစီရင်ကျေစရာအာယုံရှိကြကုန်သည်ဖြစ်၍သာရံတကယ်အနှစ်စအနှစ်မှန်ဆိုတဲ့တရားကိုနာတိကေသန္တိလက်စုပ်လက်ကင်ပိုင်ပိုင်မိမိမရရှိနိုင်ကြလေကုန်တည်းမိစ္ဆာသင်္ကပ္ပအကြံမှားတာအတွေးအခေါ်မှားအတွေးမှားအကြံမှားတာကိုမိစ္ဆာသင်္ကပ္ပလို့ခေါ်ပါတယ်အတွေးအကြံမှားရင်အယူအဆပါမှားသွားတယ်မှားရင်သွားတဲ့အယူအဆများကိုမိစ္ဆာဒသနာလို့ခေါ်ရတယ်ဒါကြောင့်အတွေးအကြံမှားတဲ့ပုဂ္ဂိုလ်များဟာအယူအဆပါမှားတတ်တယ်အယူဝါဒပါမှားသွားတတ်တယ်သာလို့ပြောကြရင်မိစ္ဆာသင်္ကပ္ပကြောင့်မိစ္ဆာဒသနာဖြစ်တတ်တယ်လို့ဒီလိုသဘောကျပြီးတော့ထားပါဒီကနေ့ခေတ်ဘုန်းကြီးတို့ပရိသတ်ကသင်္ကပ္ပလို့ခေါ်တဲ့အကျံအစီအတွေးခေါ်ကိုတက်ကဗေဒလို့ကဘာကသတ်မှတ်တယ်ကျန်စီလို့ရလာတဲ့ထိုအယူဆတရားကိုအယူဆနဲ့ပတ်သက်တဲ့အတွေးအခေါ်ကိုဘာလို့ပြောကြပြန်တော့ဆိုရင်ဒသနိကဗေဒလို့ပြောကြပြန်တယ်
အဲ့ဒီဒသနာနဲ့တက်ကနှစ်ခုဟာဘာရှိခံဖြစ်တယ်လေလို့ဆိုခဲ့လို့ရှိရင်ပါရမတ္ထတရားများမပါဘဲနဲ့ပညာပေါ်မှာတင်ပြီးတော့စဉ်းစားရာကဖြစ်လာတာလို့သဘောကျပါရမတ္ထသဘာဝတွေမပါမူ၍ပညာပေါ်တင်ပြီးတော့စဉ်းစားတော့တက်ကစဉ်းစားရင်နဲ့ပေါ်လာတဲ့အယူဆကဒသနာဒါတွေကိုကဘာမှာပညာရက်တွေအဖြစ်နဲ့သတ်မှတ်ပြီးတော့ကဘာပညာရှင်တွေကဖော်ထုတ်နောက်လိုက်ပြီးတော့သင်တဲ့ပုဂ္ဂိုလ်တွေကသင်ဒီလိုဖြစ်ကြအဲဒီလိုဖြစ်ကြရမှာမိစ္ဆာသင်္ကပ္ပအတွေ့အကြံများမှားခဲ့ပြီဆိုရင်အယူဆပါမှားသွားအယူဆတွေမှားလို့အတွေ့တွေမှားရင်အဲ့ဒီပုဂ္ဂိုလ်ရဲ့ဘဝဟာနှစ်ပေါင်းတရာကြာပြီမဲ့လူဘဝမှာဘာအနှစ်မှမရှိတဲ့အကာအဖြင်းဘဝနဲ့အသက်ရှင်တာလို့ဒီလိုနားလည်ရဘုရားရှင်ကိုရောမြတ်ရဲ့လက်ထက်တော်အခါမာဂန္ဒီခေါ်တဲ့မိစ္ဆာဒိဋ္ဌိပရပိုက်ကြီးဘုရားထံမှောက်ရောက်တော့မြတ်စွာဘုရားနဲ့စကားပြောတဲ့အခါမှာသူကဘာပြောလို့ဆိုတော့မြတ်စွာဘုရားအရှင်ဘုရားတို့ပြောနေတဲ့နိဗ္ဗာန်ဆိုတာတပည့်တော်ရပြီတဲ့မာဂန္ဒီပရပိုက်ကြီးကရှင်ဘုရားတို့ပြောဆိုနေတဲ့နိဗ္ဗာန်ဆိုတာဟာတပည့်တော်ရပြီမြတ်စွာဘုရားကဟဲ့မာဂန္ဒီနင်ရတဲ့နိဗ္ဗာန်ဘယ်လိုလဲပြောဘယ်လိုနိဗ္ဗာန်မျိုးတုံးလို့ဆိုတော့မာဂန္ဒီပရပိုက်ကြီးကဘုရားကိုပြောတယ်တပည့်တော်ဘုရားစားစရာလဲဘာမှမပူရဘူးဝိုးစရာလဲဘာမှမပူရဘူးနေစရာလဲဘာမှမပူရဘူးစားရည်နေရည်ဝိုးရည်တပည့်တော်အကုန်လုံးပြည့်စုံတယ်မပူရဘူးဘုရားအဲ့ဒါတပည့်တော်အတွက်နိဗ္ဗာန်တစ်မျိုးနောက်တစ်ခါစားရည်နေရည်ဝိုးရည်ဘယ်လိုပဲပြည့်စုံတော့မယမ်းမာလို့ယောဂါတွေစွဲနေရင်ကိုယ်ကာမဂုဏ်စည်းစိမ်ဟာကိုယ့်အတွက်အလကားဇီဝဥစ္စာတွေပေါ်ခြင်းနဲ့ပေါ်နေပါစေမိမိပေါ်နေတဲ့ဇီဝတွေအတွက်မိမိခံစားနိုင်ခွင့်မရှိလောက်အောင်ယောဂကနှိမ့်ဆက်လို့အိယာညောင်ဆောင်မှာလဲလျောင်းလို့တစ်သက်လုံးယောဂဖြစ်နေတဲ့လူမမသတိဆိုရင်သူ့ဇီဝဟာသူ့အတွက်ဘာစည်းစိမ်မှမရှိဘူးဒီတော့ဘာလူလာပြန်တယ်လေဒီကနေ့ခေတ်ပြောနေတဲ့အာရောဂံပရမန်လာဘံအရာကပြောနေတာကအာရောဂံပရမန်လာဘံတဲ့ဘုန်းကြီးတို့စာပေရှိတာကတော့အာရောဂပရမာလာဘစာရှိတဲ့အမှန်ဒီတိုင်းရှိလာဘလက်တကလက်တို့ကိုအာရောဂပရမာအနာကိမှုကပါလွန်တယ်လို့စာပေရဒီလိုပြောတယ်လက်တကလက်တို့တွေအနာကိမှုဆိုတဲ့လက်ကပါလွန်တယ်စာရှိမှာအာရောဂပရမာလာဘအရထဲတော့အဲ့ဒါဘသူကထွန်လိုက်တယ်မသိပါဘူးအာရောဂံပရမန်လာဘလို့ဖြစ်သွားတယ်အနာကင်းခြင်းဟာလက်ကြီးတစ်ခုကျမ်းမာခြင်းဟာလက်ကြီးတစ်ခုဟုတ်တာဗောကျမ်းမာမှစားကျင်တာစားနိုင်တယ်ဝတ်ကျင်တာဝတ်နိုင်တယ်နေကျင်သလိုနေနိုင်တယ်သွားကျင်သလိုသွားနိုင်တယ်ကာမဂုဏ်နဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်မကျမ်းမာရင်သူ့အတွက်ကာမဂုဏ်ဟာအလကားပဲငရဲပြည်ပိဋ္ဌာဘဝရောက်တာနဲ့တူတူပဲဒါကြောင့်ကျမ်းမာခြင်းသည်လောကမှာဖြင့်ချမ်းသာခြင်းတစ်မျိုးမို့လို့အဲ့ဒါဟာနိဗ္ဗာန်တစ်မျိုးမာဂန္ဒီပရပိုက်ကြီးသဘောကျဗိုက်ကြီးပုတ်ပြပြီးတော့ကြည်စမ်းဟောဒီမှာအရှင်ဂေါရမအကျွန်ုပ်အနာလဲကင်းတယ်ကြံလဲကြံမာတယ်ဘာယောဂမှမရှိဘူးဒါကြောင့်ကျွန်ုပ်ဟာစားခြင်းတိုင်းလဲစားနိုင်တယ်ဝတ်ခြင်းတာလဲဝတ်နိုင်တယ်နေခြင်းသလိုလဲနေနိုင်စားနေဖို့ပြည့်စုံနေလို့ချမ်းသာတာတစ်မျိုးကျမ်းမာနေတဲ့အတွက်ကြောင့်ချမ်းသာတာတစ်မျိုးဒီလောကမှာစားနေဖို့ပြည့်စုံတာရဲ့ကျမ်းမာတာရဲ့ဒါကလွဲရင်ဘာများတခြားချမ်းသာရှိသေးဒီကနေ့ဘုန်းကြီးတို့ရန်ကုန်သူရန်ကုန်သားတွေကဘာသူကဘာသားတွေအကုန်လုံးနေစဉ်မိုးလင်းတဲ့အချိန်ကစနေဝင်မိုးချုပ်အပြီးအလွန်ရှားနေကြတာဟာဘာလဲစားဖို့ရှားတာဝတ်ဖို့ရှားတာနေဖို့ရှားတာဒီသုံးခုအတွက်ရှားစားနေဖို့ပြည့်စုံပြီဆိုတော့ကျမ်းမာဖို့လည်းပဲကြိုးစားကြရသေးတယ်ဒါတွေပြည့်စုံလာပြီဆိုလို့ရှိရင်သိကိုဟန်ကြစားစရာပြည့်စုံဝတ်စရာပြည့်စုံနေစရာပြည့်စုံကျမ်းမာရေးကကောင်းလို့အဖက်ဖက်ကအစဉ်များပြည့်နေလို့ရှိရင်ဘာပြောကြလောကနိဗ္ဗာန်ပဲဒီလိုပြောကြဒါကိုဘုန်းကြီးတို့ဗြဟ္မဇာလသုတ်နံမှာမိစ္ဆာဒိဋ္ဌိ162ပါးဟောတဲ့နေရာမှာဒိဋ္ဌဓမ္မနိဗ္ဗာန်ဝါဒဆိုတာတစ်ခုရှိဟောဒီပြစ္ဆေခဘဝမှာစမ်းနေဝန်းနဲ့ကျမ်းမာခြင်းပြည့်စုံလို့ရှိရင်ဒါဟာလောကနိဗ္ဗာန်ပဲ
ဒီကနေ့ခေတ်လူများစုကဘာရရကချီတက်နေကြတာကလည်းအဲ့ဒီလောကနိဗ္ဗာန်ကြီးချီတက်နေကြတာသာဘုပြည့်စုံရင်လောကနိဗ္ဗာန်ဝိုးစရာနေစရာပြည့်စုံရင်ချမ်းသာရေးပြည့်စုံရင်မကြောက်မကြမတောက်မတစားရတော့ရရင်လောကနိဗ္ဗာန်ပဲဆိုပြီးတော့ဒီလောကနိဗ္ဗာန်အတွက်ချီတက်နေကြတာဒီကနေ့လူသားတွေဟာမာဂန္ဒီပရဝိတ်ကြီးပြောတာနဲ့တော့တထထဲပဲမာဂန္ဒီပရဝိတ်ကြီးကလည်းစာရိနေဝလည်းပြည့်စုံတယ်ကြမ်းလည်းကြမ်းပါတယ်ဒါကြောင့်ဂေါရမဆိုပြီးတော့သူ့ဘိုက်ကြီးပုတ်ပြပြီးတော့ကျွန်တော်ဟာလောကနိဗ္ဗာန်ကိုရပြီဗျာနိဗ္ဗာန်ဟောဒီမှာရှိတယ်လို့ဆိုပြီးသူကဘိုက်ပုတ်ပြဘာလဲဒါဟာမိစ္ဆာသင်္ကပ္ပဂောဇရာမှားယွင်းတဲ့ကြံစည်လင်ကျစ္စာယအာယုံရှိကြကုန်သည်ဖြစ်၍ယေနရာချင်းလူယောနတ်ပါသတ္တဝါပေါင်းတို့သည်အာသာရိစအနှစ်မရှိတဲ့တရား၌ကပါရမတိနောနိသာရရှိတယ်လို့ယူဆလေကုန်၏ဘာကြောင့်ဒီယူဆပေါ်တာလဲဆိုရင်မိစ္ဆာသင်္ကပ္ပပဲတဲ့ဒိဋ္ဌာဓမ္မနိဗ္ဗာန်ဝါဒလောကနိဗ္ဗာန်ဝါဒကိုယူလာကြတာဟာဘာကြောင့်လဲဆိုရင်မိစ္ဆာသင်္ကပ္ပကြောင့်လို့မှတ်အတွေ့အကြံမှားတဲ့အတွေ့အကြောင့်ဒီလောကနိဗ္ဗာန်ဝါဒကြီးပေါ်လာလောကနိဗ္ဗာန်ဝါဒကြီးသည်ပင်အယူဆတစ်ခုဆိုတော့အဲ့ဒါဟာဒသနဖြစ်သွားအဲဒီလိုမိစ္ဆာသင်္ကပ္ပနဲ့မိစ္ဆာဒသနယူဆွဲမိရင်ဒီလူဒီဘယ်တော့မှတကယ်အနှစ်သာရမရနိုင်ဘူးဒီလိုပြောအသက်ရှိရာကျမ်းမာတာပဓာနာလားစာရင်နေရဝရပြည့်စုံမှုကပဓာနာလားဘယ်ဥစ္စာကပဓာနာလဲကြည့်ရဒီတော့ဘုန်းကြီးတို့စာပေကဘာပြောတော့ဆိုရင်ဘေဇာနဝေရဏသာဒရဏဘာဝေနနိသာရသဣမသဒနသဒါနံနာမသာရောဘေဇာနဝေရဏယံသူမျိုး၅ပါးတို့နှင့်သာဒရဏဘာဝေနအမြဲမပြတ်ဆက်ဆံ၍နေရရလေသောကြောင့်နေသာရသာနှစ်သာရရှာမရသောဒနသာစီးပွားဥစ္စာရဲ့သာရောနာမအနှစ်သာရမြည်ဒီကဒါနံဒါနတရားပါပေတည်းမြတ်စွာဘုရားကသမ္မာသင်္ကပ္ပနဲ့သမ္မာဒသနကိုအခြေတည်ပြီးတော့အနှစ်နဲ့အကာခွဲပြလိုက်မာဂန္ဒီပရဝိတ်ကြီးပြောသလိုစံနေဖို့ပြည့်စုံတာရဲ့လောကနိဗ္ဗာန်သမားတွေပြောသလိုစံနေဖို့ပြည့်စုံတာရဲ့ကျမ်းမာတာရဲ့ဒီဥစ္စာဟာလောကနိဗ္ဗာန်မဟုတ်ဘူးတဲ့တကယ်အနှစ်သာရကတရားမင်းတို့ပြောနေတဲ့လောကနိဗ္ဗာန်ဟာအကာပဲရှိတယ်တကယ်အနှစ်မဟုတ်သေးဘူးဒိဋ္ဌဓမ္မနိဗ္ဗာန်ဝါဒသမလောကနိဗ္ဗာန်သမားတို့မာဂန္ဒီပရဝိတ်တို့ပြောနေတဲ့လောကနိဗ္ဗာန်ဟာအကာပဲရှိတယ်အနှစ်မဟုတ်ဘူးဘာကြောင့်လဲစံနေဖို့လို့ခေါ်တဲ့ဒီစည်းဝါးဥစ္စာဟာရန်သူမျိုး၅ပါးအမြဲတမ်းဝိုင်းနေတယ်ဆိုတာကိုသိမထားလို့ဒါလောကနိဗ္ဗာန်ထင်တာဘလောက်ပဲစားရည်နေရဝိုးရည်အတွက်မြည်မြစည်းဝါးတွေပေါ်လို့မြည်မြပြည့်စုံနေပါတယ်ပြောအဲ့ဒီစည်းဝါးဥစ္စာတွေမှာမီးနဲ့အမြဲတမ်းဆက်ဆံတယ်ဆိုတာသဘောကျထားမှရေနဲ့ဆက်ဆံတယ်မင်းနဲ့ဆက်ဆံတယ်ခိုးသားဓမြနဲ့ဆက်ဆံတယ်သားဆိုသမီးဆိုနဲ့ဆက်ဆံတယ်ရန်သူမျိုး၅ပါးနဲ့အမြဲမပြတ်ဆက်ဆံ၍နေကြရလေသောကြောင့်တကယ်ချမ်းသာအစစ်မဟုတ်ဘူးလောကနိဗ္ဗာန်အစစ်မဟုတ်ဒီစည်းဝါးဥစ္စာရဖို့ရန်အတွက်စနေဖို့ပြည့်စုံဖို့ရန်အတွက်ဒီကနေ့လူတွေပြောနေတဲ့လောကနိဗ္ဗာန်အတွက်ကြိုးစားနေကြရတာပဲကြည်စမ်းပါအောင်ဘလောက်ကြိုးစားနေရသလဲချွေးတလုံးလုံးနဲ့အသက်နဲ့လူပြီးတော့ဒီစည်းဝါးရှာနေရတာဘယ်နဲ့လို့လောကနိဗ္ဗာန်ဖြစ်နိုင်ဒါကြောင့်လောကနိဗ္ဗာန်ဆိုတာဟာဒုက္ခနဲ့ယဉ်ထားရတာတကြောင်ရပြီးသားလောကနိဗ္ဗာန်ဆိုတဲ့ဒီစည်းပွားရေးတွေဟာရန်သူမျိုး၅ပါးနဲ့ဆက်ဆံနေသည်ကတကြောင်ဤအကြောင်းနှစ်ရတို့ကြောင့်လောကနိဗ္ဗာန်အစစ်မဟုတ်ဘူးအကာကိုအနှစ်တင်ပြီးတော့မဲ့မောနေတာအနှစ်တရားကဘာတုံးဆိုရင်စီးပွားဥစ္စာတွေကထုတ်ပြီးတော့လှူထားတဲ့ဒါနကောင်းမှုတည်တာလင်အနှစ်သာရဒါကြောင့်စီးပွားတွေပြည့်စုံပြီးတော့နှစ်ပေါင်းတရာကြာပင်ကြာညာတော်လေပဲဒါနကောင်းမှုမရှိဘဲနဲ့ဒီစည်းပွားတွေကိုနှစ်ပေါင်းတရာကြာအောင်ခံစားသွားတာဟာတို့ပုဂ္ဂိုလ်ရဲ့ဘဝမှာအကပဲလူဘဝတရက်တမနဲ့လောက်ပဲနေရဒါနကောင်းမှုနဲ့ပြည့်စုံပြီးတော့နေရရင်အနှစ်ကိုရပြီးတော့နေရတာမဟုတ်လို့ဘဝရဲ့တန်ဖိုးသည်ဒါနကောင်းမှုဘဝရဲ့အနှစ်သာရသည်ဒါနကောင်းမှုဆိုတာသဘောကျဘေဇာနာဝေရဏယံသူမျိုး၅ပါးတို့နဲ့
သာဒါရဏဘာဝေနအမြဲမပြတ်ဆက်ဆံ၍နေကြရလေသောကြောင့်နေသာရသနိသာရရှာမရသောတဏ္ဍသာစီဝဥစ္စာရဲ့သာရောနာမအနှစ်သာရမြည်သည်ကဒါနံဒါနတရားပါပေတည်းယံသူမျိုး၅ပါးနှင့်ဆက်ဆံ၍နေသောကြောင့်စီဝဥစ္စာရဲ့အနှစ်သာရသည်ဒါနကောင်းမှုစီဝဥစ္စာပြည့်စုံခြင်းဆိုတဲ့လောကနိဗ္ဗာန်သည်အကပဲဒုက္ခနဲ့ယဉ်ထားရသည်ကတကြောင်ယံသူမျိုး၅ပါးအမြဲတမ်းဝိုင်းပြီးတော့စောင်းမြောင်းနေသည်ကတကြောင်ဒီအကြောင်းနေရာကြောင့်ချမ်းသာအစစ်မဟုတ်အကာပဲလို့သဘောကျနောက်တစ်ဆင့်တက်ကောင်းပြီဒါနကောင်းမှုဆိုတဲ့ဇီးပွားတွေကထုတ်တဲ့အနှစ်တော့တပည့်တော်များရပါပြီနောက်ထပ်ဘဝမှာတကယ်တန်ဖိုးရှိတဲ့အနှစ်ကိုဘာများယူစရာရှိပါသေးသလဲလို့ဆိုရင်ဘဟုရောဂနံသာဒရဏဘာဝေနနေသာရသဣမသာဇီဝိတတသီလံနာမသာရောဘဟုရောဂနံ96ပြာနာယောဂတို့နှင့်သာဒရဏဘာဝေနအမြဲမပြတ်ဆက်ဆံ၍နေကြရလေသောကြောင့်နေသာရသနိသာရရှာမရသောဇီဝိတတသက်ရှိကြရတဲ့ဘဝတစ်ခုရဲ့သာရောနာမနိသာရမြည်ဒီကသီလံကိုခြင်းတရားပါပဲတည်းဘသူကဘလောက်အသက်ရှိတယ်ပဲပြောပြောမြည်သူကမြည်မြကျမ်းမာပါတယ်ပဲပြောပြောဘုန်းကြီးတို့လည်းပြောကြတယ်ရှင်ဘုရားတို့များနေ့တိုင်းဟောနေ့လဲဟောညလဲဟောကျမ်းမာရေးတဲ့ကောင်းတယ်ကျမ်းမာရေးတဲ့ကောင်းနေတဲ့ကျမ်းမာရေးကောင်းတယ်ဆိုတဲ့ကြီးမွန်းသံရတာနဲ့ဘုန်းကြီးတို့စိတ်သေးတို့ဆင်ញင်ပြီးသားပါဘာဆင်ញင်ထားလိုက်တယ်လဲပါဠိတော်တစ်ခုရှိတယ်ရောဂောရောဂောတိဗန္ဒီဝုစတိကတမောနုကောဗန္ဒီရောဂောတိဝုစတိဗန္ဒီဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရားရောဂောရောဂောတိယောဂယောဂလို့ဝုစတိလောကမှာပြောနေကြပါတယ်ဘုရားယဟန်တော်တပါဘုရားမေးလောကမှာယောဂယောဂလို့ပြောတယ်မြတ်စွာဘုရားကတမောဘေတရားကိုရောဂောတိရောဂဝိဝုစတိဆိုအပ်ပါသလဲဘုရားဘယ်တရားကိုရောဂါလို့ဆိုရမှာပါလဲအမေးရောက်မြတ်စွာဘုရားအဖြေထုတ်ပုံရောဂတိကောဘိက္ခုရူပနာမေတံတိဝဇနံဘေကုจิตယဟံရောဂတိဣတံတိဝဇနံယောဂဆိုတဲ့ဒီစကားဟာရူပနံယုတ်တရားတို့ယတိဝဇနံအမည်ဖြစ်တယ်ယောဂဆိုတာယုတ်တရားကိုခေါ်တယ်မြတ်စွာဘုရားရဲ့အဖြေယောဂဆိုတာဘုန်းကြီးတို့ပြိဿမှတ်သားထားလိုက်တော့ယုတ်တရားယောဂဟာဝေဒနာမဟုတ်ဘူးအဲ့ဒီယောဂရဲ့နှိမ့်ဆက်တဲ့ဓာတ်ကိုခံစားတဲ့သဘောလေးကမှဝေဒနာယောဂဆိုတာဟာသေချာကြည့်ရင်ပူရာဟာယောဂနော်အေးရာဟာယောဂအပူနဲ့အေးနှိမ့်ဆက်လို့ဘုန်းကြီးတို့ယောဂဖြစ်ကြတာတောင့်တင်းတယ်ဆိုတဲ့ပထဝီဓာတ်နှိမ့်ဆက်ရင်ယောဂယူစည်းကြလာတယ်ဆိုတဲ့အာဘောဓာတ်တွေဖွဲ့စည်းတယ်ဆိုတဲ့အာဘောတွေနှိမ့်ဆက်ရင်ယောဂနေခင်းတုန်းက12နာရီလောက်ကပူလိုက်တဲ့ဖြည့်ချင်း104 103လောက်ရှိမယ်ညနေဆောင်တော့ပြုံးနဲ့ရွာချအဲ့ဒီအပူနဲ့အေးကိုတက်ဆက်တဲ့ဘုန်းကြီးတို့ပြိဿခံကြည့်ပါလား12နာရီလောက်ကနေနေပူလာညနေ9နာရီခွဲ6နာရီကျတော့ရေဖြန့်ကြီးကိုဘယ်လိုများနေလိုက်မလဲလို့ဒီလူချက်ချင်းယောဂမရရင်ဘာပဲပြောအရှိဟာမှတ်တာထယောဂဆိုတာယုတ်ဆိုတာပူရာအေးရာယုတ်တွန်းကန်လှုပ်ရှားတာယုတ်ထောက်ကန်တဲ့သဘောဆိုတာယုတ်တောင့်တင်းတဲ့သဘောဆိုတာယုတ်ဖွဲ့စည်းတဲ့သဘောဆိုတာယုတ်ယူစည်းတဲ့သဘောဆိုတာယုတ်ဒီခန္ဓာကြီးတစ်ခုလုံးမှာအဲ့ဒီယုတ်တွေလှည့်ပြီးတော့နှိမ့်ဆက်နေလို့ယောဂဖြစ်တာဒီယုတ်တွေမျှတနေတဲ့အချိန်ကျမ်းမာတယ်ခေါ်တာပဲဒီယုတ်တွေဖောက်ပြန်လို့တစ်ခုခုလွန်ခဲ့တဲ့အချိန်ယောဂဖြစ်တယ်လို့ခေါ်တာပါပဲဒီတော့ဘုန်းကြီးတို့ပြောချင်တာကယုတ်တရားရတဲ့အချိန်ကစပြီးတော့ငါတို့ယောဂတွေရပြီးပြီလို့သဘောကျထားမှာဘုန်းကြီးတို့ကတော့ဒီပါဠိတော်ရကြတဲ့ကမပြတ်ဘူးစင်ញင်ကြည့်နေတယ်။အော်ယောဂဆိုတာယုတ်တရားငါဟာဟောဒီယုတ်တရားဆိုတဲ့ခန္ဓာကြီးကိုရထားတယ်ဝေဒနာသင်ညာသင်္ခါရဝိညာဉ်ဆိုတဲ့ကြံတဲ့နာခန္ဓာ၄ပါးကိုထားပါယူပဲခန္ဓာငါရတဲ့အချိန်ကစပြီးတော့ငါမှာယောဂရှိနေပြီဆိုတာကိုဆုံးဖြတ်ထားမှာဒီလိုမှဆုံးဖြတ်ချက်ချမှထားငါကျမ်းမာတယ်ဟဲ့ဆိုပြီးတော့ဗါတဲ့တော့ဘုန်းကြီးတို့ဟောထားတဲ့အဘိဓ္ဌသုတ်တံမှာ
ယောဇီဝိတေဇီဝိတမတော်ယောအကျင့်ပုဂ္ဂိုလ်သည်အာရောက်ကြမတော်အာရောက်ကြီးအနာကင်းတဲ့သဘော၌အာရောက်ကြမတော်ငါအနာကင်းတယ်ဆိုတဲ့မန်ဒီဟောတိဖြစ်တယ်အနာကင်းတဲ့ပုဂ္ဂိုလ်ကပါတယ်လေငါကျမ်းမာသားပဲမန်ကလေးနဲ့ကျမ်းမာရင်ဘာဖြစ်လာပြန်လဲအသက်ရှိတယ်ငါအသက်ရှိသားပဲမန်ကလေးနဲ့ကျမ်းမာတဲ့ပုဂ္ဂိုလ်ရဲ့မန်ကိုအာရောက်ကြမန်အသက်ရှိတဲ့ပုဂ္ဂိုလ်ရဲ့မန်ကိုဇီဝိတမန်ဒီမန်နှစ်ပါးဝင်ရောက်လာရင်ယေနမဒေနမတ္တာယေနမဒေနယင်းမန်တရားဖြင့်မတ္တာယင်းမှု၍နေကြကုန်သောတတ္တတတ္တဝါတို့သည်ကာယနာကိုဖြင့်၎င်းဝါစာယနှုတ်ဖြင့်၎င်းမနတာစိတ်ဖြင့်၎င်းဒုစရိဓမ္မကောင်းတဲ့အကျင့်တွေကိုစရဏိကျင့်တတ်လေကုန်၏အသက်ရှိတဲ့ပုဂ္ဂိုလ်တွေကငါအသက်ရှိသားပဲဆိုမန်လေးတက်ပြီးတော့ဒုစရိုက်နယ်ရောက်သွားတတ်တယ်ကျမ်းမာတဲ့ပုဂ္ဂိုလ်တွေကလည်းငါကျမ်းမာသေးသားပဲဟဲ့ဆိုတော့မန်တက်ပြီးတော့ကုသိုလ်တွေမေ့ပြီးဒုစရိုက်နယ်တွေကိုရောက်သွားတတ်တယ်ဒါကြောင့်အမြဲမပြတ်ဆင်ခြင်နေရမှာယုတ်တရားငါရတဲ့အချိန်ကစငါတန်တန်ယောဂရှိနေပြီမပြတ်ဆင်ခြင်မှာဒါကြောင့်ဘယ်သူဘလောက်ပဲကျမ်းမာပါတယ်ပြောရုပ်ရှိနေတဲ့လူတိုင်းမကျမ်းမာဘူးရုပ်တရားရထားတဲ့လူအလုံးဟာမကျမ်းမာဘူးယောဂါတွေနဲ့ကြီးပဲဆိုတာမှတ်သားထားတော့ဒီတော့မာဂဏီပရပိုက်ကြီးကသူစားလို့ကောင်းနေလို့ကောင်းတာကိုအကြောင်းခံဝမ်းပဲကြီးနဲ့ရေပါကြီးပုတ်ပုတ်ပြပြီးတော့တပည့်တော်ကျမ်းမာနေတာဟာလောကနိဗ္ဗာန်ဖရာလို့ဘယ်လိုပဲပြောပါတကယ်နိဗ္ဗာန်အစိတ်ကိုသူနားမလဲကျမ်းမာခြင်းသည်ဘယ်လိုရင်ဘဝရဲ့အနှစ်သာရလို့သူတင်မိလို့ပြောတာဒီကျမ်းမာခြင်းဟာဘာတွေနဲ့ဆက်ဆံရသလဲအနာယောဂာနဲ့အမြဲတမ်းဆက်ဆံတယ်အသက်ရှိခြင်းသည်ဘာနဲ့ဆက်ဆံရသလဲအနာယောဂာနဲ့ဆက်ဆံရတယ်မှတ်တာဇီဝဥစ္စာကယံသူမျိုး၅ပါးနဲ့ဆက်ဆံတယ်ဒါကြောင့်အကာပဲအသက်ရှိခြင်းကျမ်းမာခြင်းကဘာနဲ့ဆက်ဆံတယ်လဲအနာယောဂာနဲ့ဆက်ဆံတယ်ငါကျမ်းမာတယ်လို့ဘယ်တော့မှမတွက်ပါနဲ့ငါရုပ်ရှိရင်ယောဂရှိနေပြီလို့တွက်တာထားလိုက်တော့ဒါကြောင့်ဘဟုရောဂာနံ96ပြအနာယောဂံတို့နဲ့ဘာဒရဏဘာဝေနအမြဲမပြတ်ဆက်ဆံ၍နေကြရလေသောကြောင့်နေသာရသနိသာရရှာမရသောဒနတနေသာရသနိသာရရှာမရသောဇီဝိတသာသက်ရှိရတဲ့ဘဝတစ်ခုရဲ့သာရောနာမအနိသာရမြည်ဒီကသီလံကိုခြင်းတရားအသက်ရှိဖို့ကျမ်းမာဖို့ကဗဒါနလားကိုခြင်းတရားကောင်းဖို့ကဗဒါနလားစီစေကြအသက်ဒီရာထောင်ရှိခြင်းနဲ့ရှိပါစေကိုခြင်းတရားမရှိဘဲနဲ့ဒီလူသက်ရှိနေရင်ဘာများတန်ဖို့ရှိပါဠိတော်တစ်ခုယောဇဝသတတံဇီဝေဒုတိလောအသမဟိတောဧကဟံဇီဝိတံသေယောသီလဝန္တသဇာယိနောယောဇအချင်းပုဂ္ဂိုလ်ဒီကအသမဟိတောမိမိရဲ့ကိုယ်နဲ့နှုတ်ကောင်းစွာစောင့်သုံးခြင်းမရှိပါပဲလျက်ဒုတိလောကိုချင်းသီလမရှိပါပဲလျက်ဝသတတံနိပေါင်းတရားကာလကြာအောင်ဇီဝေရအကေဝသက်ရှင်၍နေရစေကာမူကိုချင်းတရားမရှိဘူးကိုယ်နဲ့နှုတ်ကိုဘာနဲ့မှမထိန်ဘူးမိမိရဲ့ကိုယ်နှုတ်နာပါမထိန်မဲနဲ့သီလတရားကင်းပြီးတော့လူတယောက်ဟာဝသတတံဇီဝေရနှစ်ပေါင်းတရားကြာအောင်အသက်ရှိမဲဆိုပါစို့ယောဇာရှင်ပုဂ္ဂိုလ်ဒီကဒုတိလောကိုချင်းသီလမရှိပါပဲလေဝသတတံနှစ်ပေါင်းတရားကာလကြောင့်စေဇီဝေရကေဝသက်ရှင်၍နေရစေကာမူတသထိုကိုချင်းတရားကင်းသောပုဂ္ဂိုလ်ဤဇီဝနာတော့နှစ်ပေါင်းတရားကာလကြောင့်သက်ရှင်၍နေရခြင်းထံသီလဝန္တသာသီလနှင့်ပြည့်စုံသောပုဂ္ဂိုလ်ဤဧကဟံတဏိတယတနံနဲ့မြဇီဝိတသက်ရှင်ပြီးတော့နေရခြင်းကသာလင်သေရော့မြတ်၏ကိုချင်းတရားနဲ့ပြည့်စုံသောပုဂ္ဂိုလ်ဟာတမနဲ့လောက်တရက်လောက်ပဲလူဘဝနေရအဖို့တန်ပြီတဲ့အားကြောင့်တော့ကိုနဲ့နှုတ်ကိုထိမ့်သိမ့်ပြီးတော့နေသွားလို့သီလဆိုတာကိုနဲ့နှုတ်ကိုထိမ့်ထားတာကို
ကိုနဲ့လွန်ကျူးတာနှုတ်နဲ့လွန်ကျူးတာတွေကိုမလွန်ကျူးတော့ဘူးဟဲ့ဆိုတဲ့ထိမ့်ထားတဲ့သဘောလေးသည်သီလအဲ့ဒီသီလမှာစေရနာသီလံကိုနဲ့နှုတ်ထိမ့်မယ်ဆိုတဲ့စေရနာပါတယ်တန်ဝရောသီလံကိုနဲ့နှုတ်ကိုစောင့်မယ်ဆိုတဲ့သဘောလေးဟာသီလခေါ်တယ်အဝိတိတ်ကမောသီလံကိုနဲ့နှုတ်နဲ့မလွန်ကျူးဘူးဆိုတဲ့သဘောကိုသီလခေါ်တယ်ဟုတ်လားဒါကြောင့်တန်ဝရအယတတိကိုကောက်ရတယ်စေရနာသီလံအယစေရနာကောက်ရတယ်အဝိတိတ်ကမောသီလံအယဝိရတိကိုကောက်ရသီလနဲ့ပြည့်စုံရင်စေရနာရဲ့တတိရဲ့ဝိရတိရဲ့ဒီတရားသုံးလုံးရပြီးတော့သက်ရှင်ရတာမို့လို့ဘဝသိအဖို့တန်တယ်သီလမရှိဘဲနဲ့သာသက်ရှင်ရမယ်ဆိုလို့ရှိရင်တော့စေရနာသီလလည်းမရှိဝိရတိသီလလည်းမရှိသံဝရသီလလည်းမရှိဟောကိုယ်နဲ့နှုတ်ကိုစောင့်မယ်ဆိုတဲ့သတိလည်းမရှိကိုယ်နဲ့နှုတ်စောင့်မယ်ဆိုတဲ့စေရနာလည်းမရှိဘူးကိုယ်နဲ့နှုတ်နဲ့မလွန်ကျူးပြအောင်ထိမ့်မယ်ဆိုတဲ့ဝိရတိလည်းမရှိဘူးစီးလို့ဝါလို့အသက်ရှင်နေရတာဟာနှစ်ပေါင်းတရာကြာကြာဘာများတန်ဖိုးရှိမှတဲ့လေကိုချင်းတရားကင်းတဲ့ပုဂ္ဂိုလ်ဟာတရက်လောက်ပဲနှစ်ပေါင်းတရာပဲကြာကြာသူ့မှာဘာတွေတုံးဆိုတော့ဘာဘကောကိတိသာတော်အဘုကိစ္စရိမကောင်းတဲ့တင်ထွက်ပြီးတော့အသက်ရှင်ရတယ်ပါမာဒတိကရဏမဟာတိန်ဘောကဇာနိနိကိစတိပါမာဒတရားတွေလွှမ်းပြီးတော့တိုးတက်မှုတွေအကုန်လုံးပြည့်စည်တတ်တယ်တဲ့ကိုချင်းတရားမရှိခဲ့ဘုရားတော်ပရိသတ်များလူလောကအနေနဲ့သုရမေရယတခုရဲ့ကာမေတုမိစ္ဆာစာရတခုရဲ့အဲ့ဒီနှစ်ခုလောက်ကိုလွန်လွန်ကျူးကျူးလိုက်စားမိရင်ဒီလူရဲ့ဘဝဟာတက်လန်းမရနိုင်ဘူးဆိုတာသိကြတယ်ဘုရားတော်ပရိသတ်များပူသိတယ်သုရမေရယမှုတွေကိုမူရတောက်စားတဲ့အမှုတွေကိုအလွန်ကျူးလိုက်စားကာမေတုမိစ္ဆာစာရမှုတွေကိုလိုက်စားအဲ့ဒီဒီနှစ်ခုလောက်လွန်ကျူးမိတာနဲ့ဒီလူရဲ့တက်လန်းတွေဟာတဖြည်းဖြည်းအကုန်ဆုပ်ယုပ်သွားအဲ့ဒီတဲ့အာရိဏဒါနမှုကစွတ်လက်အောင်ပဲဆိုရင်တော့ပြီးတော့နလန်ထူဖို့မလွယ်တော့ကိုချင်းတရားပြတ်တာဟာပမာဒတိကရဏံမိမိရဲ့ဘဝတုတ်တဲ့ရေးတွေကိုမြင့်ကုန်တယ်ဆိုတဲ့အကြောင်းကြောင့်ပမာဒကိုဘဝကြီးဘဝရေးစီးပွားရေးတွေကိုမြင့်ကုန်တယ်ဆိုတဲ့ပမာဒတရားဒီဟုသောအကြောင်းကြောင့်မဟာတင်ကြီးကျယ်စွာသောဘောဂဇာနေစီးပွားရေးကြီးပွားရေးတို့ရဲ့ဆုံးရှုံးပြပြခြင်းသို့ကိစ္စတိရောက်၏ဒုတိယမကောင်းကျိုးနောက်တတိယမကောင်းကျိုးကယေညဒေဝပရိသံဥပကိစ္စတိဘယ်ပရိသတ်ထဲကိုပဲဝင်ကိုချင်းတရားပြတဲ့ပုဂ္ဂိုလ်ပရိသတ်အလေရောက်ပြီဆိုတဲ့အခါကျတော့မင်ကုဘူတော်မျက်နာကတဲညှိုးငယ်အဝိသာရတော်ယွန်းတီးယွန်းတုံနဲ့ပရိသတ်အလေကိုဝင်ရတတ်တယ်ကိုချင်းတရားပြတဲ့ပုဂ္ဂိုလ်ကပရိသတ်အလေမှာညှိုးညှိုးငယ်ငယ်ယွန်းတီးယွန်းတုံဖြစ်နေတတ်တယ်ဒါတတိယမကောင်းပြေသတ္တုဒ္ဓမကောင်းပြေကသံမုံလောကာလံကရောတိသေဂဏိကိုချင်းတရားကင်းတဲ့ပုဂ္ဂိုလ်တွေဟာတွေ့တွေ့ဝေဝေညီညီညူညူအော်အော်ဟစ်ဟစ်နဲ့ကဲပါယူပါတစားစားနဲ့ညီညူပြီးတော့သေရတတ်တယ်သတ္တုဒ္ဓမကောင်းပြေပင်စမမကောင်းပြေကဒုက္ခတိဝိနိပါဒံနိရိယဥပပိစတိအဲ့ဒီလိုသွားတဲ့ဘဝဟာကောင်းတဲ့နေရာတော့ရောက်ဖို့မလွယ်ပါဘူးမကောင်းတဲ့နေရာသာရောက်တတ်တယ်ကိုချင်းတရားပြည့်ဒီလောကမှာလည်းကြည်ပေါ်မကောင်းတဲ့နေရာရောက်တာပဲကိုချင်းပြည့်တဲ့ပုဂ္ဂိုလ်ကြီးကောင်းတဲ့နေရာပဲသိရောက်ဆိုင်ကလို့ခြုံမောရောက်တာတော့ရှိရင်ရှိမယ်ပေါ့လေထားအဲ့ဓာတွေထက်မတွန်းနဲ့မကောင်းတဲ့နေရာမှာကိုချင်းတရားပြည့်တဲ့လူတွေကြီးစုနေတယ်ဆိုတာဘုန်းကြီးတို့ပြောစရာမလိုဘူးနော်ရာကုန်တဲ့ဘုကုမော်တော်ကားလမ်းကြီးဖောက်တော့လူပေါင်း2000ကျော်ထုတ်လာတာတွေ့တယ်မဟုတ်လားဘယ်ကထုတ်လာလဲပိတ်ဖြူတွေနဲ့လူတွေအကုန်လုံးထောင်တွေကဆွဲထုတ်လာတာကိုချင်းတရားပြည့်တဲ့ပုဂ္ဂိုလ်ရဲ့အနေအထားဟာမကောင်းဘူးတဲ့ဒါကြောင့်ကိုချင်းတရားကင်းသောပုဂ္ဂိုလ်တွေထိုမကောင်းကျိုး၅မျိုးနဲ့အသက်ရှည်နေရတာမို့လို့နှစ်ပေါင်းတရာပဲကြာကြာအသက်ရှည်ခြင်းကျမ်းမာခြင်းဖြင့်သီလမရှိသူအတွက်ဘာမှတန်ဖိုးမရှိဘူးဒါကြောင့်ဒုတိယဘဝရဲ့တန်ဖိုးရှိတဲ့အနှစ်သာရဟာဘာတဲ့တုံးဆိုရင်ကိုချင်းတရားပထမဘဝရဲ့တန်ဖိုးရှိတဲ့အနှစ်သာရကဒါနာပြောခဲ့ဒါကြောင့်ယောဇဝသတ္တံဇီဝေဒုတ်တိလောအသမဟိတော
ဧကဟံဇီဝိတံသေယောသီလဝန္တသာဇာယီနောယောစခြင်းပုဂ္ဂိုလ်သည်ကဒုသီလောမိမိရဲ့ကိုယ်နှုတ်နှလုံးကောင်းစွာစောင့်သုံးခြင်းမရှိပါပဲလျက်အာသမဟိတောကိုယ်နှုတ်နှလုံးစောင့်သုံးခြင်းမရှိပါပဲလျက်ဒုသီလောကိုချင်းသီလကင်းကွာသည်ဖြစ်၍ဩသာတတန်နှင့်ပေါင်းတရားကာလကြောင့်စေစီဝေးရအကေသက်ရှိ၍နေရစေကားမူဒါသာတို့ကိုချင်းတရားပြည့်သောပုဂ္ဂိုလ်၏ဩသာတန်နှင့်ပေါင်းတရားကာလကြာအောင်ဇီဝနာတော်သက်ရှိ၍နေရခြင်းတည်းသီလဝန္တသသီလနှင့်ပြည့်စုံသောပုဂ္ဂိုလ်၏ဇာယီနောအာရမဏုလက္ခဏုဆိုတဲ့ဇာနာပဖြင့်ရှုမှတ်၍နေလေရှိသောပုဂ္ဂိုလ်၏ဧကဟံတဏိတယတဏနှင့်မြဇီဝိတံသက်ရှင်ပြီးတော့နေရခြင်းကသာလံသေရော့မြတ်၏ဘဝရဲ့တန်ဖိုးရှိတဲ့အနှစ်တစ်ပါးရပြီမိစ္ဆာသင်္ကပ္ပအတွေးအကြံမှားတဲ့ပုဂ္ဂိုလ်များကတော့အတွက်လွဲတဲ့အဲ့ဒီနေရာမှာ။အိုရှင်တရားဘာအရေးကြီးလဲကွာစားရဖို့အရေးကြီးသီလဆိုတာဘာအရေးကြီးလဲကွာဝတ်ရဖို့နေရဖို့အရေးကြီးသီလဆိုတာဘာအရေးကြီးလဲကွာအများမိုးကားရေတောက်လိုက်ရုံပေါ့တိုးတက်ဖို့အရေးကြီးတယ်လောကနိဗ္ဗာန်သမားများအတွေ့အကြံမှားရင်ဒီလိုဖြစ်တယ်မြတ်စွာဘုရားကဒါကိုပြောင်းပြန်လန်ပြီးတော့ဘဝရဲ့အနှစ်ဟာကိုချင်းတရားဆိုတာနားလည်ကြပါစေနောက်တစ်ဆင့်တဲ့ယောဇဝသတတံဇီဝေကုတိတောဟိနဝိရိယောဧကဟံဇီဝိတံသေယောဝိရိယမာရဗတောဒံလံယောဇခြင်းပုဂ္ဂိုလ်သည်ကကုတိတောပြင်းကြီးညီးငွေလှသည်ဖြစ်၍ဟိနဝိရိယောမိမိရဲ့ရဲရင်နဲ့လုံလဝိရိယတွေကိုမိမိရဲ့ရဲရင်လှစွာသောလုံလဝိရိယတွေကိုလျှော့ချထားသည်ဖြစ်၍ဩသာသတန်နှစ်ပေါင်းတရားကာလကြာအောင်စေစီဝေးရအကေ၍သက်ရှင်၍နေရစေကားမူဒါသာတို့လုံလဝိရိယကင်ပြင်းသောပုဂ္ဂိုလ်ဤဇီဝနာတို့နှစ်ပေါင်းတရားကာလကြောင့်သက်ရှင်၍နေရခြင်းထက်တန်လမြင်းမြင်းမြန်းမြန်းဝိရိယသမ္မာပါဒံလုံလဝိရိယကိုအာရဘတော်အာရဗန္တသအာထုသောပုဂ္ဂိုလ်ရဲ့ဧကဟံတဏိတယတဏနဲ့မြဇီဝိတံသက်ရှင်ပြီးတော့နေရခြင်းကသာလင်သေရော့မြတ်၏ဘဝမှာတန်ဖိုးရှိတဲ့အနှစ်တစ်ခုတတ္တိယအဆင့်ထုတ်လူတယောက်ဟာနှစ်ပေါင်းတရားကာလကြာဝအသက်ရှိ၏ဒါပေမဲ့ထိုအသက်ရှိနေတဲ့ဒီလူဟာဘယ်နဲ့ကုသီတော်ပြင်းလိုက်တာဟိနဝိရိယောဘာမှကြိုးစားခြင်းနဲ့စိတ်မရှိဘူးလုံလဝရိယကင်လူပြင်းတယောက်နှစ်ပေါင်းတရားကြာအောင်အသက်ရှိနေပေမဲ့သူ့ဘဝတန်ဖိုးမရှိဘူးတဲ့ကိုချင်းတရားတော့ကောင်းတော့ကောင်းသားပဲကိုချင်းတရားကောင်းပြီးတော့အမြဲတမ်းစားကအိခါနဲ့နေဘာမှမကြိုးစားခြင်းနဲ့လူပြင်းတို့ရဲ့ကိုချင်းတရားဟာလည်းထိတ်တန်းမရောက်သေးဘူးနော်ကိုချင်းတရားကောင်းပင်ကောင်းကြတော့လည်းပဲပြင်းနေတဲ့လုံလဝရိယမရှိဘူးဆိုရင်အဲ့ဒီကိုချင်းထိတ်တက်ဖို့မလွယ်ဘူးဒါကြောင့်ကိုချင်းတရားပေါ်မှာအထွတ်တစ်ခုတက်လိုက်ပါစာရေးနေရေးဝိုးရေးဆိုတဲ့လောကကောင်းစားရေးအတွက်ကြိုးစားမဲဆိုတဲ့ရဲရင်နဲ့စိတ်ဓာတ်ဝရိယအန္တရာနောင်ရေးမျောကောင်းတွေမဖြစ်သေးတဲ့အကုသိုလ်တွေမဖြစ်အောင်ဖြစ်ပြီးတဲ့အကုသိုလ်တွေကိုပယ်နေအောင်မဖြစ်သေးတဲ့ကုသိုလ်တွေကိုဖြစ်အောင်ဖြစ်ပြီးသားကုသိုလ်တွေတိုးပွားအောင်ကြီးထွားအောင်ကြိုးစားမဲဟဲ့ဆိုတဲ့စိတ်ဓာတ်အဲ့ဒါကိုဝီရလို့ခေါ်တယ်ဝီရကိုဒီကနေ့တော့လုံးလပြုတာကြိုးစားတာအထုတ်တာတိုက်ရဲ့ဝီရပုတ်ရဲ့အဓိပ္ပာယ်ကလေရဲရင်တာကိုခေါ်တာဝီရရဲရင်တဲ့သဘောဝီရိယရဲရင်တဲ့ပုဂ္ဂိုလ်ရဲ့စိတ်ဓာတ်ဒီလိုဒါကြောင့်ဝီရိယဆိုတာဘာတွေတုံးဆိုရင်ရဲရင်တဲ့ပုဂ္ဂိုလ်တို့ရဲ့သဘောထားရဲရင်တဲ့ပုဂ္ဂိုလ်တို့ရဲ့စိတ်ဓာတ်ဒီဝီရိယဒီလိုမှတ်ရဲရင်မှုကဘယ်နေရာသွားရဲရင်ရမှာလဲသတ္တပြတ်တာညှင်းစေတာခုတာဒိဋ္ဌရဲရမလားအဲ့ဒါကဒုစရိုက်တရားဒါရဲရင်တာမဟုတ်ဘယ်နေရာသွားရဲရင်ရမလဲစားရည်နေရည်ဝိုးရည်အတွက်ငါတို့ဟာသမဇီဝိတအနေနဲ့ကြိုးစားမယ်ကောင်းတဲ့လုပ်ငန်းကိုရဲတာဒီဝိရိယဒါနသီလဘာဝနာလုပ်ငန်းတွေကိုရဲအသက်အသေးခံကြိုးစားမယ်ဒါဝိရိယဒီလိုဒါကြောင့်ကိုချင်းတရားဘလောက်ပဲကောင်းနေနေရဲနဲ့လုံလဝိရိယမရှိရင်ဒီလူရဲ့ဘဝဟာဘာတန်ဖို့ရှိဒါဘို့အပြည့်စုံမရသေးဘူးနှင့်သာရအပြည့်စုံမရသေးဘူး
ကိုချင်းတရားကိုဝရိယနဲ့စပ်ပေးလိုက်ပါကိုချင်းနဲ့ကြိုးစားခြင်းနဲ့တွဲမှအဲ့ဒါဟာထိတ်တက်သွားတယ်ဒါကြောင့်ရောစားခြင်းပုဂ္ဂိုလ်ဒီကဝသသတ္တံကိုသည်တော်ပြင်းရင်ကြီးငွေလာသည်ဖြစ်၍ဟိနာဝိရိယောမိမိရဲ့ကြိုးစားမယ်ဆိုတဲ့အထုံးမယ်ဆိုတဲ့ရဲရင်တဲ့စိတ်ဓာတ်လုံလာဝိရိယတွေကိုလျှော့ချထားသည်ဖြစ်၍ဝသသတ္တနှစ်ပေါင်းတရားကာလကြာအောင်ဇီဝေယကေသက်ရှင်၍နေရဇေကာမူတတ္တထိုလုံလာဝရိယကင်ပြင်းသောပုဂ္ဂိုလ်၏ဇီဝနာတော်နှစ်ပေါင်းတရားကာလကြာအောင်သက်ရှင်၍နေရခြင်းတဲ့တန်လမြင်းဝိရိယသမ္မဘာဒလုံလာဝိရိယကိုအာရဘတောအာရဗန္တသအာထု၍နေသောပုဂ္ဂိုလ်၏ဧကဟံတဏိတယတဏနဲ့မြတ်ဇီဝိတံအသက်ရှိပြီးတော့နေရခြင်းကသာလင်သေရော့မြတ်၏ဓာတိယထုတ်လာတဲ့ဘဝမှာတန်ဖိုးရှိတဲ့အနှစ်သည်ရဲရှင်တဲ့စိတ်တက်လို့ခေါ်တဲ့ဝိရိယသုံးခုဖြစ်သွားပြီနောက်တစ်ခုတဲ့အောင်စိုးဇီဝရဲ့အနှစ်ဒါနလည်းရပြီအသက်ရှိတဲ့ကျမ်းမာတဲ့အနှစ်ပါတယ်တော့သီလတရားလည်းရပြီအသက်ရှိခြင်းကျမ်းမာခြင်းရဲ့အနှစ်ဝရိယလည်းရပြီဒါလောက်နဲ့လုံလောက်ကြလားလို့ဆိုတော့ယောဇဝသသတ္တံဇီဝေဒုပညောအာသမဟိတောဧကံဇီဝိတံသေယောပညာဝန္တတဇာယိနောယောဇာရှင်ပုဂ္ဂိုလ်သည်ကဒုပညောအသိဉာဏ်ပညာမရှိပါပဲလျက်တပိုက်အာသမဟိတောမိမိရဲ့စိတ်ကိုမိမိလိုတဲ့နေရာမှာထားနိုင်ပါပဲလျက်နှစ်ပိုက်ဩဇာတတနှစ်ပေါင်းတရားကာလကြာအောင်ဇီဝေယကေဝသက်ရှင်၍နေရဇေကာမူတသထိုပညာကင်းကိုယ်စိတ်ကိုလိုတဲ့နေရာမှာထားနိုင်နေဆိုတဲ့သမာဓိကင်းသောပုဂ္ဂိုလ်ဤဇေဝနာတော်နှစ်ပေါင်းတရားကာလကြောင့်သက်ရှင်၍နေရခြင်းထက်ပညာဝန္တသပညာနှင့်ပြည့်စုံသောပုဂ္ဂိုလ်ဤဇာယိနောလေခဏုပဇံအာရမဏုပဇံဆိုတဲ့ဇဏပပင်ရှုမှရနေလေရှိသောပုဂ္ဂိုလ်ဤဝါသမာဓိနှင့်ပြည့်စုံသောပုဂ္ဂိုလ်ဤဧကဟံတဏိတယတဏနဲ့မြတ်ဇီဝိတံသက်ရှင်ပြီးတော့နေရခြင်းကသာလင်သေရောမြတ်၏ဒီပါဠိတော်ဘိုင်းမှာတရားကိုနှလုံးပြပါတယ်ရှင်းနာကဘုန်းကြီးစင်ပေးကြတာလေးမမေ့လိုက်နဲ့စီးပွားရဲ့အနှစ်ဒါနအသက်ရှိတဲ့ဘဝရဲ့အနှစ်နံပါတ်1ကကိုချင်းတရားအသက်ရှိတဲ့ဘဝရဲ့အနှစ်နံပါတ်2ကဝရိယတရားဒါနတွေလည်းပြုပါပြီသီလတွေလည်းပြည့်စုံပါပြီဝရိယနဲ့လည်းပဲကြိုးစားပါတယ်အလောက်ပဲကြိုးစားနေဒါနသီလအခြေခံပြီးတော့ကြိုးစားတယ်ဆိုတဲ့ထိုလုံးလာဝရိယရှင်သည်တည်ငြိမ်သောစိတ်မရှိဘဲနဲ့ကြိုးစားနေရင်နောက်ကပဲ့မပါတဲ့လေကြီးပင်လယ်ထဲလွတ်လိုက်တယ်လို့ဖြစ်လိုက်ပဲ့မပါတဲ့သင်္ဘောကြီးပင်လယ်ထဲလွတ်လိုက်တယ်လို့ဖြစ်လိုက်မယ်တည်ငြိမ်တဲ့စိတ်ဆိုတာလေးနဲ့ကြိုးစားမှတို့ကြိုးစားခြင်းဟာခရီးရောက်တည်ငြိမ်သောစိတ်မရှိဘဲနဲ့ရောက်ရက်ခတ်ပြီးတော့ကြိုးစားနေလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ကြိုးစားခြင်းတွေခရီးမတွင်ဘူးဒါကြောင့်တည်ငြိမ်သောစိတ်စာပေကဒါကိုသမ္မာဟိတစိတ်လို့ခေါ်တယ်ကိုယ်စိတ်ကိုလိုတဲ့နေရာထားပြီးတော့မှစိုက်စူးကြိုးစားတဲ့အခါကျတော့မှဒါခရီးတွင်ဒီစိတ်ဒီနေရာထားဒါကိုကြိုးစားမယ်ဟဲ့ဒီလိုမှဒါလေးနည်းနည်းလှုပ်လိုက်တော့ကြောင့်ဟိုနေရာလေးပြေးလို့လဲဟိုဥစားပြေးလို့လဲဘယ်နေရာဖြစ်ဖြစ်အကုန်လုံးသူပါရကြီးပဲဟိုဟာလေးလည်းနည်းနည်းဒီဟာလေးလည်းနည်းနည်းဟိုဟာလေးဆက်ဒီဟာလေးဆက်နဲ့ကြိုးတော့ကြိုးစားနေတာပဲနှစ်ပေါင်းတရားကြာအောင်ကြိုးစားပေမဲ့ဟိုဟာလေးနည်းနည်းဒီဟာလေးနည်းနည်းရှောက်ပြီးတော့ဆက်လှုပ်နေတဲ့ပုဂ္ဂိုလ်ဟာခရီးမတွင်ဘူးတခုတည်းကိုစိုက်ပြီးတော့ကြိုးစားသွားတဲ့ပုဂ္ဂိုလ်ကြတော့တခုတည်းနဲ့လောကမှာထိတ်ကိုတက်သွားတယ်ဒီလိုကိုဒါကြောင့်စူးစိုက်တဲ့စိတ်စာပေကဒါကိုသမာဟိတစိတ်နောက်တနည်းပြောရင်တော့တည်ငြိမ်သောစိတ်သမာဓိဒါရှိရဘလောက်ပဲကြိုးစားနေဝရိယကြီးနဲ့အပြည့်တန်ကြိုးစားနေတဲ့ပုဂ္ဂိုလ်တွေထိုဝရိယကိုသမာဓိနဲ့ကပ်ပေးမထားလို့ရှိရင်ခရီးမတွင်ဘူးအကျိုးမထင်ဘူးအားကြောင့်ဝရိယနဲ့ပြည့်စုံသူသည်သမာဓိကိုလည်းရအောင်ယူတည်ငြိမ်သောစိတ်ကိုလည်းရအောင်ယူစူးစိုက်သောစိတ်ကိုလည်းရအောင်ယူတည်ငြိမ်သောစိတ်စူးစိုက်သောစိတ်နဲ့ဝရိယကိုချင်းတရားတွေတွဲလဲလို့ရှိရင်ဉာဏ်ဆိုတဲ့ပညာအလိုလိုလာတယ်
ဒီမှာဘဝရဲ့တန်ဖိုးရှိတဲ့အနှစ်သာရကိုဆင်လိုက်တော့ဝရိယရဲ့ထိတ်နာကဘာတက်လာတယ်လဲဆိုလို့ရှိရင်တမာတိတက်လာတယ်တမာတိနေတော့ပြည့်စုံပါပြီပြီးရောလားစိတ်ကလေးဒီနေရာထားလို့နေတယ်နေယုံနဲ့ဒီစိတ်ပြီးပြီလားလို့ဆိုလို့ရှိရင်မပြီးသေးဘူးစူးစမ်းဆင်ခြင်တဲ့ဉာဏ်ဆိုတာပါအောင်မှဟဲ့ဒီဟောဒီတည်ငြိမ်တဲ့စိတ်ဟာထက်မြက်စူးရှာတဲ့သဘောရှိစူးစမ်းဆင်ခြင်တဲ့သဘောမရှိဘဲနဲ့ငြိမ့်နေလို့ရှိရင်အဲ့ဒါအိပ်ပျော်နေတာတဲ့တဲမထူးဘူးတခါတခါတမာရီလွန်ရင်အိပ်ပျော်သလိုလိုဖြစ်နေတယ်ကိုတရားစခန်းနဲ့ကြတော့ဒါကြောင့်တည်ငြိမ်သောစိတ်ကိုနောက်ကဘာတက်ပေးလိုက်ရမလဲဆိုလို့ရှိရင်စူးစမ်းဆင်ခြင်တဲ့ဉာဏ်ကလေးထည့်ပေးလိုက်လို့ရှိရင်တခါတည်းကိုအဲ့ဒီပုဂ္ဂိုလ်မှာခကြီးတွင်းသွားဘလောက်တွင်းသွားသလဲဉာဏ်ဆိုတာကဒီနေရာဘုန်းကြီးတို့ပြောခြင်းတဲ့ဉာဏ်ကသိဗ္ဗံဝိဇ္ဇာပညာတွေကိုတတ်သိတဲ့ဉာဏ်မျိုးကိုမဆိုလိုပါဘူးအဲ့ဒါတွေကတော့အကပါပဲတဘောဝစာတဏ္ဍစာပါပဲသန္တရာအတွက်အနှစ်ရတဲ့ဉာဏ်မျိုးဆိုတာကခန္ဓာကိုဖောက်ထွင်းသိမြင်တဲ့ဉာဏ်ကိုပြောတာဒါကြောင့်ယောဇဝသတတံဇီဝေဒုပညောယောဇခြင်းပုဂ္ဂိုလ်ဒီကဒုပညောသိဉာဏ်ပညာမရှိပါပဲနဲ့ဘာဉာဏ်ပညာတို့ဆိုရင်တတ္တဝါနဲ့ယုံနံခွဲသိတဲ့ဉာဏ်ယုတ်တရားနံတရားနှစ်ပါးကိုခွဲပြီးတော့သိတဲ့ဉာဏ်ပညာနဲ့ပရမတ်ကိုခွဲပြီးတော့သိတဲ့ဉာဏ်လို့ခေါ်ဆိုရတဲ့အဲ့ဒီနာယုတ်ကိုသိတဲ့နာမရူပပရိစေတဉာဏ်လောက်မှမရှိပါပဲနဲ့ဟောသာသတ္တနိပေါင်းတရားကာလကြောင့်စေစီဝိရာကဲ့ရဲ့သက်ရှင်ပြီးတော့နေရဇေကာမှုတတ္တတုပုဂ္ဂိုလ်ရဲ့ဇီဝနာတော်နိပေါင်းတရားကာလကြောင့်သက်ရှင်နေရခြင်းတဲ့ပညာဝန္တသာနံယုတ်သိတဲ့ပညာရှင်ရဲ့ဧကဟံတဏိတယတဏ္ဏနဲ့မြဇီဝိတာသက်ရှိပြီးတော့နေရခြင်းကသေရောမြတ်၏တမာတိကင်းတော့ဘာတွေနှိမ့်ဆက်သလဲနိဝရဏတရားတွေနှိမ့်ဆက်တယ်တည်ငြိမ်သောစိတ်မရှိတဲ့ပုဂ္ဂိုလ်တွေမှာမှတ်ပါကာမိသန္တနိဝရဏတွေနှိမ့်ဆက်တယ်ဗျာပါဒနိဝရဏဓိနာမိတ်နိဝရဏဥဒိစ္စနိဝရဏဂုဂုစနိဝရဏဝိဇိကိစ္စနိဝရဏတည်ငြိမ်သောစိတ်လို့ခေါ်တဲ့တမာတိလေးမှမရရင်နိဝရဏတွေနဲ့အသက်ရှင်နေရတာမှလို့ဖို့မတန်ဘူးတဲ့ကာမဂုဏ်လိုချင်တဲ့စိတ်အာမကြည်နပ်တဲ့စိတ်အိတ်ချင်းငိုင်းကြီးတဲ့စိတ်ဥဒိစ္စပြန့်လွင့်တဲ့စိတ်ထိနာမိတ်ထိုင်မိန်တဲ့စိတ်ကိုယ်ကုသပူလောင်တဲ့စိတ်ဝိဇိကိစ္စမဆုံးပြတ်နိုင်တဲ့တွေးတောနေတဲ့သံတရားတွေအဲ့ဓာဒီဘလဝေကြီးနဲ့သာအသက်ရှင်နေရရင်ကိုခြင်းတရားနဲ့ပြည့်စုံပေမဲ့ဝရိယနဲ့ပြည့်စုံပေမဲ့ဒါနနဲ့ပြည့်စုံပေမဲ့ကာမိသန္တာစတဲ့နိဝရဏတွေစိတ်ထဲနှောက်ယှက်နေရင်ဒီစိတ်ဟာမကြည်လင်ပါဘူးစိတ်မကြည်ရင်ပတ္တတိမဖြစ်ဘူးပတ္တတိမဖြစ်ရင်ပီတိမဖြစ်ဘူးပီတိမဖြစ်ရင်ဒုက္ခလို့ခေါ်တဲ့စိတ်ချမ်းသာခြင်းမရပါဘူးပီတိဒုက္ခမရရင်ကာမဂုဏ်ဘလောက်ပဲပေါ်နေနေဒီလူဟာစိတ်မချမ်းသာရင်ဘာမှလောကမှာလောကနိဗ္ဗာန်ဆိုတာအဓိပ္ပာယ်ရှိအောင်ပါလေစိတ်ချမ်းသာမှုသည်ပဓာနာစိတ်ထဲချမ်းသာအောင်ကနိဝရဏကင်းအောင်လို့ကာမိသန္တာစရှိတဲ့နိဝရဏတရား၅ပါးကင်းမှစိတ်ထဲချမ်းသာတယ်ဆိုတော့ပီတိဒုက္ခကိုရမယ်နိဝရဏကင်းတဲ့ပီတိဒုက္ခရပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်ရဲ့ဘဝအတော်တန်တန်ဖို့ရှိပြီဒါကြောင့်တမာတိစက္ကန့်တက်တဲ့ပုဂ္ဂိုလ်တွေကနိဝရဏတရား၅ပါးကိုပယ်ခြင်းဆိုတဲ့အတွေ့ကြောင့်နိဝရဏတရား၅ပါးပယ်နိုင်တယ်ဆိုတဲ့အကြောင်းကြောင့်ပီတိဒုက္ခကိုရမယ်တမာတိစက္ကန့်တက်ရင်နိဝရဏတရား၅ပါးကိုပယ်လိုက်တယ်နိဝရဏတရား၅ပါးရှင်းသွားရင်စိတ်ထဲမှာကြည်အေးပြီးတော့လာတဲ့ပီတိပါဒတိဒုက္ခများရသောပီတိဒုက္ခနဲ့အသက်ရှင်နေရရင်10မိနစ်လောက်ပဲနေရဖို့တန်ပြီတဲ့ဒါကသမာဓိရဲ့တန်ဖို့နိဝရဏကင်းလို့ဘဝဖို့တန်တယ်မှတ်ထား။ကိုင်သမာဓိလို့ခေါ်တဲ့စူးစိုက်တော့စိတ်တော့ရှိပြီဘဝမှာတကယ်အဖို့တန်တယ်ရပါလားဒုပညာဆိုတဲ့ခုနကအပိုက်နော်တတ္တဝါနဲ့ယုံနံသိတဲ့ဉာဏ်လောက်မှမရှိရင်အဲ့ဒီဘဝဟာသက်ကာယဒိဋ္ဌိကြီးနဲ့သက်ရှိရတာဘုရားတို့ပြောခဲ့တဲ့မကောင်းကျိုးနဲ့ကောင်းကျိုးလေးတွေအတွဲလိုက်နော်သမာဓိကင်းရင်ဗါတဲ့တော့နိဝရဏနဲ့အသက်ရှိတာဘုံတံသမာဓိနဲ့ပြည့်စုံရင်နိဝရဏကင်းလို့ပိဋိဒုက္ခနဲ့နေရတာဘုတံတယ်နောက်တန်ဖို့တို့အတန်ဖို့ရှိတဲ့အနှစ်ကဗါတဲ့လေပညာနာယုတ်ကိုသိတဲ့ပညာယုတ်နဲ့နာစိတ်စရသိယုတ်ခန္ဓာ၅ပါးဒါလောက်သိတဲ့ဉာဏ်မျိုးတော့ရအောင်မှာဖြစ်
စိတ်စေတသိက်ရုပ်ဆိုတဲ့ခန္ဓာ၅ပါးလောက်မှနားမလည်ရင်ဘဝဟာဘယ်နဲ့သက်ကာယဒိဋ္ဌိကြီးတန်းလန်းနဲ့အသက်ရှင်နေရတာမို့လို့ဘဝမှာသိကြောက်เสียကောင်းတယ်နာယုတ်မှာခွဲမသိရင်သက်ကာယဒိဋ္ဌိကလည်းမရှင်းမဲ့ကိုနာယုတ်ကြကြနာနားလေသွားအထုကြည့်လေဤဒီကယုတ်တရားဤဒီကဝေဒနာတရားဤဒီကသင်ညာဤဒီကသင်္ခါရဤဒီကဝိညာဉ်လို့ဝိပဿနာရှုခဲ့မှာခန္ဓာ၅ပါးရှင်းကနေနားလေသွားရင်သက်ကာယဒိဋ္ဌိကကင်းသွားတယ်သက်ကာယဒိဋ္ဌိကိုဘသူကခွာပလိုက်တယ်လေနာယုတ်ကိုသိတဲ့ပညာကခွာတာအဲ့ဒီပညာရမှာဘဝအဖို့တန်တယ်အဲ့ဒါကခန္ဓာတွေကထုတ်လိုက်တဲ့အနှစ်အဲ့ဒါခန္ဓာကိုယ်တွေကထုတ်ယူတဲ့အနှစ်ဒီညာတခြားကမလာဘူးအဲ့ဒါဒါကြောင့်ရောစာခြင်းပုဂ္ဂိုလ်ဒီကဒုပညောနာယုတ်တရားနှစ်ပါးလုံးမှာပိုင်းခြားသိတဲ့ဉာဏ်ပညာမရှိပါပဲနဲ့ဟောသာသတ္တနေပေါင်းတရားကာလကြာအောင်ဇီဝေယကေဝသိရှိ၍နေရစေကားမူဒါသပုဂ္ဂလသာဒုနာယုတ်ကိုမသိသောပုဂ္ဂိုလ်ရဲ့ဇီဝနာတောနေပေါင်းတရားကာလကြာအောင်သက်ကာယဒိဋ္ဌိကြီးနဲ့အသက်ရှိပြီးတော့နေရခြင်းထဲပညာဝန္တာသနာယုတ်ကိုသိသောပုဂ္ဂိုလ်ဤဇီဝိတံသက်ကာယဒိဋ္ဌိကင်းပြီးတော့သက်ရှိပြီးတော့နေရခြင်းသည်သေရောမြတ်လာပါပေ၏ဒါကြောင့်နောက်တဖန်တိတ်ပြီးတော့လာခဲ့တဲ့တန်ဖိုးရှိတဲ့ဘဝရဲ့အနှစ်သာရဆိုတာခန္ဓာတွေကထုတ်ပါဘာကိုထုတ်ရမလဲနာနဲ့ရုပ်ကိုသိတဲ့ဉာဏ်ပညာရအောင်ယူအဲ့ဒါမှဘဝတန်ဖိုးရှိတဲ့အနှစ်သာရနာယုတ်သိတဲ့ပညာမှမရရင်ငါတို့ရဲ့ဘဝဟာသက်ကာယဒိဋ္ဌိကြီးနဲ့နေရမှာမို့လို့ဘဝအဖို့မတန်သေးဘူးလို့သဘောကျခိုင်းနောက်တစ်ဆင့်တဲ့ယောဇဝုသသတံဇီဝေယောဇဝသသတံဇီဝေအပဒံဥဒယဗယံဧကဟံဇီဝိတံသေယောပသတောဥဒယဗယံတက်လာယောဇခြင်းပုဂ္ဂိုလ်သည်ကဩရိယဗယံယုံနံနှစ်သိန်းတို့ရဲ့ဖြစ်ချင်းပြချင်းကိုအပဒံတောအပဒံနာကောင်းစွာထင်ဉာဏ်ဖြင့်မမြင်ရပါပဲလေဝသသတံနေပေါင်းတရားကာလကြာအောင်စေစီဝေယကေဝသက်ရှင်ပြီးတော့နေရစေကာမူတသာတောနာယုတ်နှစ်ပါးတို့ရဲ့ဖြစ်ပျက်ကိုမမြင်မဲ့တဲ့အသက်ရှိသောပုဂ္ဂိုလ်ဤဇီဝနာတို့နှစ်ပေါင်းတရားကာလကြောင့်အသက်ရှိ၍နေရခြင်းထံပညာဥဒယဗျာယုံနာနှစ်ပါးတို့ရဲ့ပြည့်ချင်းကိုပသတောပသန္တသာသိမြင်သောပုဂ္ဂိုလ်ဤဧကာဟံတဏိတယတဏနဲ့မြဇီဝိတံသက်ရှိပြီးတော့နေရခြင်းကသေရော့မြတ်၏နောက်တက်လာတာကဉာဏ်ပညာတော့ရတယ်နော်ဘလောက်ရနာယုတ်သိတဲ့ဉာဏ်ပညာစာလိုပြောကြစို့နာမရူပပရိစ္ဆေဒဉာဏ်ပေါ့ဒါယုတ်တရားဓာဏံတရားဒါခန္ဓာ၅ပါးလို့သိတဲ့ဉာဏ်ရလို့သက်ကာယဒိဋ္ဌိတော့ကင်းပါပြီတဲ့ဒါပေမဲ့ဒီယုတ်တရားဟာမြဲတယ်လို့ဆိုပြောင်းမြန်ကြီးစွဲထားရင်ခက်တယ်အဲ့ဒါသတ္တရဒိဋ္ဌိဒီဝေဒနာသင်ညာသင်္ခါရဝေခြင်းခန္ဓာတွေကနှိစ္စပဲလို့ပြောင်းမြန်ကြီးဖြစ်ထားရင်ဒါသတ္တရဒိဋ္ဌိခေါ်မြတ်စွာဘုရားကအနိစ္စယုံနံဒီဒလဇပြက်နေတယ်လို့ဘယ်လိုပဲဟောအနိစ္စလက်မခံဘူးယုတ်တော့လက်ခံတယ်နော်ယုတ်တရားကြီးဟာနိစ္စလို့ပြောင်းမြန်ကြီးဖြစ်နေရင်ဒီလူအယူအဆမှာသတ္တဒိဋ္ဌိကြီးဖြစ်နေပြန်ပြီတဲ့အနိစ္စကိုမြင်မှဘာဖြစ်သလဲသတ္တဒိဋ္ဌိကကင်းတယ်နောက်တစ်မျိုးပြောကြစို့အပြစ်ကိုမြင်မှမြဲတဲ့အယူသတ္တဒိဋ္ဌိကင်းတယ်အဖြစ်ကိုမြင်မှပြန်မဖြစ်တော့ဘူးလို့ယူဆထားတဲ့ဥစ္စေတဒိဋ္ဌိကင်းတယ်တခါကြတော့လူတွေကသိပြီးနောက်မဖြစ်တော့ဘူးလို့ဒီလိုယူတဲ့အယူကရှိသေးတာကိုသိပြီးတာပါပဲနောက်ဘာမှမဖြစ်တော့ဘူးဆိုတော့ဒါကဥစ္စေတဒိဋ္ဌိဥစ္စေတဒိဋ္ဌိပဲရှင်းလဲရှုွက်တဲ့ဝိပဿနာတင်ဉာဏ်နဲ့ခန္ဓာကိုရှုလိုက်တဲ့အခါကျတော့ယုံနာနှစ်ပါးတွေဒလဇဖြစ်နေတာလည်းတွေ့တယ်ဒလဇပျက်စီးနေတာလည်းတွေ့တယ်ဖြစ်လာတဲ့သဘောနဲ့ပျက်စီးနေတဲ့သဘောနှစ်ခုကိုတွဲလိုက်ပြီးလဲဆိုရောယောဂီရဲ့ဉာဏ်နဲ့ဘယ်နဲ့ရှင်းသွားငါစောကထင်ထားတာကတော့ယုံနာဟာမပြည့်ဘူးလို့ထင်ထားတာခုတော့ပျက်စီးတာကြီးတွေ့ပြီဆိုတော့မပြည့်ဘူးဆိုတဲ့အယူအဆသတ္တရဒိဋ္ဌိသည်အပြည့်မြင်တဲ့အချိန်ရှင်းသွားပြီပြည့်သွားပြီးတဲ့ယုံနာနေပြန်မဖြစ်တော့ဘူးလို့ယူဆတတ်တဲ့ဥစ္စေတဒိဋ္ဌိကြီးဟာလည်းပဲအသိအကြောင်းနဲ့အကျိုးဆက်ပြီးတော့ယုံနာနေရဲ့အဖြစ်ကိုဒလဇမြင်လာတော့ဩ
ယုံနာနေဟာဒလဇဖြစ်နေတဲ့သဘောရှိတယ်အဖြစ်ကိုမြင်တဲ့အချိန်ဥစေဒဒိဋ္ဌိလည်းကင်းတယ်ဒါကြောင့်နာမရူပဝဝဋ္ဌာနေနာနာယုတ်တရားနှစ်ပါးပိုင်းခြားသိတယ်ဆိုတဲ့ဉာဏ်ပညာဖြင့်သက္ကာယဒိဋ္ဌိသတ္တဝါရှိနေတယ်ဆိုတဲ့အမှတ်သင်ညာသက္ကာယဒိဋ္ဌိကြီးကိုပဇဟတိပယ်သနိုင်ဤနာယုတ်သိတဲ့ပညာကသက္ကာယဒိဋ္ဌိကိုပယ်တယ်ဥဒယဒသနေနာနာယုတ်တို့အဖြစ်ကိုမြင်တဲ့ဉာဏ်ကဥစေဒဒိဋ္ဌိဥစေဒဒိဋ္ဌိကြီးကိုပြတ်တယ်ဆိုတဲ့ဥစေဒဒိဋ္ဌိကြီးကိုပဇဟတိပယ်တယ်ဝယဒသနေနာအပြစ်ကိုမြင်တဲ့ဉာဏ်ကဖြစ်ပြနော်အပြစ်ကိုမြင်တဲ့ဉာဏ်ကသဗ္ဗတဒိဋ္ဌိနာယုတ်တွေမပြေဘူးခိုင်မြဲတယ်လို့ယူဆွဲထားတဲ့သဗ္ဗတဒိဋ္ဌိကြီးကိုပဇဟတိပယ်သနိုင်တယ်ဒါကြောင့်ဥရိယဘယအဖြစ်အပျက်မြင်သဗ္ဗတနဲ့ဥစေဒဒိဋ္ဌိစင်တယ်ဒီမှဘဝမှာဖို့တန်တယ်ဖြစ်ပြမှမမြင်သေးရင်သဗ္ဗတဒိဋ္ဌိနဲ့ဥစေဒဒိဋ္ဌိလည်းကင်းမှာမဟုတ်သေးတော့လူဘဝမှာအဖို့မတန်သေးဘူးတဲ့ဉာဏ်ကဒီလိုအစစ်စစ်တက်လာတယ်ဒါယောဇဝသတံဇီဝေအပဒဥဒယဘယံဧကဟံဇီဝိတံသေယောပသတောဥဒယဘယံယောဇချင်းပုဂ္ဂိုလ်ဒီကဩရိယဘယံယုတ်တရားနန္တရားနှစ်ပါးတို့ရဲ့ဖြစ်တယ်ပြည့်တယ်ဆိုတဲ့သဘောကိုအပဒံတော်ကောင်းစွာထင်တယ်မသိမမြင်ရသည်ဖြစ်၍ဝသတတံနှစ်ပေါင်း100ကာလကြာအောင်စေစီဝေယကေရသက်ရှင်ပြီးတော့နေရစေကားမူတသထုဖြစ်ပြကိုမမြင်ဘဲနဲ့အသက်ရှင်သောပုဂ္ဂိုလ်ဤဇီဝနာတော်နှစ်ပေါင်း100ကာလကြာသက်ရှင်ပြီးနေရခြင်းတဲ့ဥရိယဘယံယုံနာနှစ်သိန်းတို့ရဲ့ဖြစ်ခြင်းပြည့်ခြင်းကိုဘာသာတော်ပသန္တသတွေ့မြင်သောပုဂ္ဂိုလ်ဤဧကဟံတဏိတယတဏနဲ့မြဇီဝိတံသက်ရှိပြီးတော့နေရခြင်းကသေရောမြတ်ဤတန်ဖိုးရှိတဲ့ဘဝရဲ့အနှေးဖြစ်ပျက်ကိုမြင်တဲ့ဉာဏ်ဥရိယဘယဉာဏ်ပေါ့ဒီတော့ယခုပြောခဲ့တာတွေပြန်ဆင်လိုက်စမ်းအစကဘယ်ကလာခဲ့တာလဲစီးပွားဥစ္စာရဲ့အနှေးဟာဒါနာဘာကြောင့်စီးပွားဥစ္စာသည်လောကနိဗ္ဗာန်မဟုတ်သလဲယံသူမျိုး၅ပါးဝိုင်းနေလို့လောကနိဗ္ဗာန်အစစ်မဟုတ်ပါဘူးဒါကြောင့်စီးပွားဥစ္စာတွေကထုတ်၍လှူဒန်းခြင်းဆိုတဲ့ဒါနမှုပြုရင်ဘဝရဲ့အနှစ်ကိုရပြီလို့တစ်ချက်မှလိုက်စီးပွားဥစ္စာသည်အကာအသက်ဘလောက်ပဲရှိလို့ဘလောက်ပဲကျမ်းမာနေကိုချင်းတရားမရှိရင်မကောင်းကျိုး၅မျိုးနဲ့အသက်ရှင်ရတာမို့လို့ဘဝအနှစ်မရှိဘူးအသက်ရှိခြင်းကျမ်းမာခြင်းသည်ပဒါနမဟုတ်ဘူးမကောင်းကျိုး၅မျိုးကိုဖယ်ပြီးတော့အသက်ရှင်ရတာမို့လို့သီလနဲ့ပြည့်စုံခြင်းသည်ဘဝရဲ့တန်ဖိုးရှိတဲ့အနှစ်နောက်တစ်ဆင့်တဲ့ကိုချင်းတရားဘလောက်ပဲကောင်းဝရိယမရှိတဲ့ကိုချင်းတရားဟာလည်းပဲထိတ်တန်းမရောက်နိုင်ပါဘူးကိုချင်းတရားနဲ့ပြည့်စုံသူသည်ထိုကိုချင်းကိုဝရိယနဲ့စပ်ပေးမှထိတ်တန်းတတ်ပါတယ်ဒါကြောင့်ဝရိယနဲ့ပြည့်စုံသူသည်တရက်လောက်ပဲနေရဘဝဖို့တန်တယ်တာမပဒံလုံးလာဝရိယမှာမပါခဲ့ရင်နှစ်ပေါင်း100ကြာဘဝအဖို့မတန်ဘူးဝရိယသည်ဘဝရဲ့တန်ဖိုးရှိသောအနှစ်ဝရိယတော့တပည့်တော်များသုံးပါပြီဘုရားလုံလောက်ကြလားလို့မေးမလုံလောက်သေးဘူးထိုဝရိယတွေနဲ့ဘလောက်ပဲကြိုးစားနေတည်ငြိမ်သောစိတ်မရှိဘဲနဲ့ကြိုးစားနေရင်ဒီဝရိယလည်းခရီးမတွင်ပါဘူးတည်ငြိမ်သောစိတ်လို့ခေါ်တဲ့သမာဓိကိုရမှနိဝရဏတရား၅ပါးကင်းပြီးတော့သိရှိရတာဒါကြောင့်သမာဓိသည်ပီတိဒုက္ခစီးပွားဥစ္စာတွေနဲ့ပြည့်စုံတဲ့ချမ်းသာတဲ့ပိုးပြီးတော့ကောင်းတဲ့ပီတိဒုက္ခအရသာကိုဖြစ်စီသောကြောင့်သမာဓိနဲ့ပြည့်စုံတာဟာဘဝမှာဖြစ်ရင်တန်ဖိုးမဖြတ်နိုင်တဲ့အနှစ်ပဲသမာဓိနဲ့ပြည့်စုံုံနဲ့လုံလောက်ပါပြီလားဗျာမလုံလောက်သေးဘူးပညာရမှာဘာပညာလဲဘဒဝါနဲ့နံယုတ်ခွဲသိတဲ့ပညာခန္ဓာ၅ပါးလောက်နားလည်တဲ့ပညာကိုရအောင်ကြိုးစားကြအောင်ခန္ဓာ၅ပါးယုံနာ2ပါးလောက်မှမသိရင်သက်ကာယဒိဋ္ဌိကြီးနဲ့နေရတာမို့လို့နှစ်ပေါင်း100ကြာပြီမဲ့ဘဝအဖို့မတန်ဘူးတဲ့သက်ကာယဒိဋ္ဌိကင်းပြီးတော့နေရမှာဘဝအဖို့တန်အောင်ဘဝအဖို့တန်တယ်ဆိုတဲ့အတွက်ကြောင့်နာယုတ်တရား2ပါးသိတဲ့ပညာကိုရအောင်ကြိုးစားအဲ့ဒီနာယုတ်သိတဲ့ပညာဒီတန်ဖိုးရှိတဲ့ဘဝရဲ့အနှစ်ဒါခန္ဓာတွေကထုတ်ရတယ်သီလသမာဓိဝရိယဆိုတဲ့အနှစ်ကဘဝကနေထုတ်ရပညာဆိုတဲ့အနှစ်ကခန္ဓာတွေကထုတ်ရတယ်နာယုတ်တော်သိပြီလုံလောက်ကြလားလို့မေး
သာသရဒိဋ္ဌိမကင်းသေးဘူးဥစ္စေတဒိဋ္ဌိမကင်းသေးဘူးဖြစ်ပြမမြင်ရင်နာယုတ်တို့ရဲ့ဖြစ်ပြကိုမြင်မှသာသရနဲ့ဥစ္စေတဒိဋ္ဌိနှစ်ပါးကင်းမှမို့လို့ဘဝရဲ့အကောင်းဆုံးအနှစ်သာရသည်နာယုတ်ရဲ့ဖြစ်ပြကိုမြင်တဲ့ဉာဏ်ရအောင်ယူလိုက်ခန္ဓာတွေကဒီဉာဏ်ကိုထုတ်ရတယ်နော်ဒါကြောင့်အနိစ္စတိသဘာဝေဟိအဘိနာပฏิပိလနတ္တနေသာရတာဣမတကာယတာဘာဝနာနာမသာတော့အနိစ္စတိသဘာဝေဟိအနိစ္စအစရှိသောအချက်တို့ဖြင့်အဘိနာပฏิပိလနတ္တအမြဲမပြနှိမ့်ဆက်၍နေလေသောကြောင့်နေသာရတာအနှစ်သာရရှာမရသောဣမတကာယတာဤခန္ဓာကိုယ်ကြီးရဲ့ပါရောနာမအနှစ်သာရဟူသည်ကဘာဝနာတရားပါပေတည်းအနိစ္စချက်နဲ့မပြနှိမ့်ဆက်တဲ့ခန္ဓာဒုက္ခချက်နဲ့မပြနှိမ့်ဆက်တဲ့ခန္ဓာအနတ္တချက်နဲ့မပြနှိမ့်ဆက်နေတဲ့ခန္ဓာဘာများနှစ်သာရရှိသလဲမကြခင်ပြည့်ရမယ်ငါပြောတော့အခွန်နေခွာလိုက်တဲ့အဘောကတစ်ဖက်ခွာလိုက်လေအခွန်ပဲနောက်တစ်ဖက်ခွာလိုက်လေအခွန်ပဲခွာရင်နဲ့အခွန်ကြီးပဲထွက်တယ်အနှစ်မရပါဘူးဒီခန္ဓာကိုယ်ကြီးကငါပြောတုံးနဲ့မချဘူးလို့သဘောကျယူဘခန္ဓာတထခွာအကာပဲဝေဒနာခန္ဓာတထခွာသင်ရဲ့ခန္ဓာသင်္ခါရခန္ဓာဝိညာဉ်နဲ့ခန္ဓာတထစီခွာခြင်းတိုင်းခွာငါပြောတုံးလို့အကာကြီးထွက်တယ်မကြခင်သုတ်တံမှာပြည့်ရတော့မယ်ဘာမှအနှစ်ရှိတယ်ဒီခန္ဓာအနှစ်ရှိတဲ့တင်ပြီးတော့မောမှန်ပြင်ဆင်နေရင်ဒီပုဂ္ဂိုလ်များဟာအကာကိုပဲမောနေတာဖြစ်ခြင်းကြောင့်ဟုတ်လားခန္ဓာကိုယ်ရဲ့အနှစ်သည်အနိစ္စဖြစ်တာဖြစ်မှန်းသိအောင်ကြည်ဒီဉာဏ်ရရဲ့အနှစ်ဒုက္ခဖြစ်တာဖြစ်မှန်သိအောင်ကြည်ဒီဉာဏ်ရရဲ့အနှစ်အနတ္တဖြစ်တာဖြစ်မှန်သိအောင်ကြည်ဒီဉာဏ်ရရဲ့အနှစ်ပါပဲအဲ့ဒါဘဝမှာတန်ဖိုးရှိတဲ့အနှစ်လို့သဘောကျဒီအနှစ်ကိုရအောင်ယူဘဝမှာနေရယူနတ်ပြီးသေရယူနတ်ပြီးယခုပြောခဲ့တဲ့အနှစ်ဒီကိုမှမရင်ဘဝနေရယူလည်းမနှသေရယူလည်းမနှဖြစ်ပါလိမ့်မယ်ဒါကြောင့်သာရင်သသာရတောညတဝအသာရင်သအသာရတောဒေသာရန္တိကေသန္တိသမ္မာသင်္ကပ္ပဂောဇရာသမ္မာသင်္ကပ္ပဂောဇရာမှန်ကန်တဲ့အကျင့်အစီအတွေးခေါ်လင်ကျေစရာအာယုံရှိ၍နေကြကုန်သောယေနရချင်းလူယောနပါသတ္တဝါတို့သည်ပါရင်စတကယ်အနှစ်ရှိတဲ့ဒါနသီလဘာဝနာဆိုတဲ့တရားသုံးပါးကိုလည်းပဲပါရတော်အနှစ်ရှိတဲ့အနေအပြင်ဇာနံတိသိရှိကြလေကုန်၏အာသာရင်စအနှစ်မရှိတဲ့ဇီဝဥစ္စာရဲ့အသက်ရှည်ရတဲ့ကျမ်းမာရတဲ့ဘဝရဲ့ကိုယ်ခန္ဓာရဲ့ဆိုတဲ့အကာတွေကိုလည်းပဲအသာရတော်အနှစ်မရှိပါဘူးလို့ဇာနန္တိသိရှိကြလေကုန်၏ဒီတို့အနှစ်နဲ့အကာခွဲပြီးတော့သိရှိနားလည်ကြတဲ့လူအပေါင်းတို့သည်ပါရံတကယ်သမ္မာသင်္ကပ္ပဂောဇရာမှန်ကန်တဲ့အတွေးခေါ်အယူဆလက်ခံထားကြကုန်သည်ဖြစ်၍ပါရံတကယ်အနှစ်စေအနှစ်မှန်ဆိုတာကိုအဓိကေသန္တိလက်စုပ်လက်ကိုင်းပိုင်မိမိရရှိနိုင်ကြလေကုန်သတည်း